ဒီနေ့ဗီဒီယိုမှာတော့ဒီဂျွန်လာမှာထွက်ရှိထားတဲ့ Harry ရဲ့ Starlight ကိုဝယ်တက်လားမဝယ်တက်ဘူးလားဆိုတာနဲ့ဒီ Harry ရဲ့ Starlight Scale Effect ကဘယ်လောက်ထိရှိလဲဆိုတာကိုကျွန်တော်တို့တူလိုက်ပြီးတော့ကြည့်လိုက်ကြရအောင် All day and all night we'd stay up, it felt so right. We were so young, we were so dumb. We would get drunk. ကျွန်တော်ဒီ Harry ရဲ့ဒီ design ပိုင်းကိုကြည့်ရမယ်ဆိုရင်ဒီကောင်ရဲ့ design ပိုင်းဟာဒီ Harry ဒီ Starlight Skin တစ်ကောင်ထပ်ကိုပို့တယ်ကွာဒီသူ့ရဲ့ design ကနေတာကွာအနောက်မှာတော့အင်ဂျီလေးထည့်ပေးတာလေးကိုတော်တော်လေးတော့မိုက်တယ်ကွာ Starlight Skin တစ်ကောင်ထပ်ကိုပို့တယ်လို့တော့ကျွန်တော်ခံစားမိတယ်ကွာပြီးတော့ဒီ Harry ဒီ basic attack ပြတဲ့ဒီ basic attack ထွက်တဲ့ဒီလုံးလေးရဆိုတော်တော်လေးတော့လှတယ်ကွာပြောမှဆိုသူ့ရဲ့အယောင်လေးကကြည့်ရမယ်ဆိုပြဒီအယောင်4-5ယောင်ဆက်ထားတဲ့အယောင်တော့ထွက်တယ်ဗျာဒါ scale တော်တော်လေးလာတယ်ပြောရမယ်ဆိုရင်ဒီ color နီးနီးလောက်ကိုတွားပြီးတော့ချီတယ်ကွာကဲခုတော့ scale အောင်ကျွန်တော်ချက်လောက် show ကြည့်လိုက်အိုးဒီ scale 1ကြီးတော်တော်လေးတော့လာတယ်ကွာပြောရမယ်ကြည့်မမြေကွေးလာဝန်ပလေးလာမသေးကွဲကွာအဲ့ကောင်းနှလုံးဆိုင်ညာကြီးကတော်တော်လေးကိုကျွတ်စင်ကြီးမှာဘရိုတို့ချက် show ကြည့်လိုက်မှာ scale 1ဒီကောင်းနှလုံးထွက်တဲ့ဟာကြီးက oh my godဆောင်းရမ်းလဲနေတော့ဒီကောင်ပြောမှကောလာတာနီးလောက်ကိုရှိတယ်ဗျတိလားဒီ skin ဒီ starlight လို့တော့ပြောလို့မရဘူးကွာဒီကောလာတာ effect နီးလောက်သွားကြတယ်ဒီ skin 1ကြီးကတော်လေးမှလှ skin 1တော်လှကဲနောက်တော့ကျွန်တော် scale 2ဆက်ပြီးတော့ကြည့်လိုက်ကြအောင်အိုးကြည့်အောင်ဗျဘရိုတို့ကြည့်လိုက်မှာအနောက်မှာချီယာလေးကျန်နေတာတော်လေးတော့မိုက်နော်ကြည့်ခေါင်းရတာ effect လေးကလည်းတော်တော်လေးတော့ပါတယ်ဗျပြောမှာဒီချီယာလေးကြံနေတာကြီးကတော်တော်လေးကျွတ်စင်နေတာတို့လည်းဆက်ရှိုးကြည့်လိုက်ကြဗျာမှာချီယာလေးကြံခဲ့တယ်ဗျာအိုး skin 1ခေါ်ပြီးတော့ basic တက်ဖြစ်တာကြီးကကြည့်အောင်ကမြေခွေးလက်သေးထွက်လာတာတော်လေးတော့လဲနေကြည့်အောင်အိုးလာလာကောင် color skin နီးအောင်ရှိတယ်တော်လေးတော့လှနေဒီ skin effect ကြီးကအိုးဆောင်းရမ်းကြိုက်ပါတန်နေဘရိုရဲ့ဒီ starlight skin ကိုဝယ်တာဒီ Harry ရဲ့ starlight skin ဝယ်တာမမှားဘူးရန်တန်ကဲဒီအခုနောက်ဆုံးကျန်တဲ့ Harry ရဲ့ဒီ ultimate dark king နိုင်လေးကဘယ်လိုမျိုးလာမလဲဆိုတာကျွန်တော်တို့ချက်တော့ကြည့်အောင်အိုးတော်တော်လေးတော့လှတယ်မကြည့်အောင်အေးဓာတ်သွားပေါ်မှာဒီမြေခွေးခေါင်းလေးပေါ်လာကြီးကတော်တော်လေးတော့မိုက်တယ်ကဲအခုကျွန်တော်တို့ဒီ enemy ပေါ်ခဏတော့တုံးကြည့်မယ်ဟောတော်တော်လေးတော့လှတယ်ကွာဓာတ်သွားပေါ်မှာဒီ scale 2တုံးပြီးပြစ်တာကြီးကအဖက်လေးကတော်တော်လေးထင်တယ်ပြောရမယ်ဆိုတော့တော်တော်လေးတော့ထွက်တယ်ဗျာအဖက်ကဒီအရန်ကိုပြောမယ်ဒီအနီအောင်ဘက်ကိုတွားရဗျာပြောမယ်ဆိုတော့လေးတော့လှရပြောမယ်လုံးဝဝယ်တဲ့တယ်ဗျာဒီ skin ကိုဗျာဒီလားဒီဂျွန်လာမှာထွက်တဲ့ဒီ Harry ရဲ့ဒီ starlight skin တွေကတော်တော်လေးတော့လှပြောမယ်ဆိုတော့ color skin နီးအောင်တွားပြီးရှိတယ်မိုက်တယ်ဗျာနော်ဒီ hair skin လေးကိုဒါဒီအခုဒီဂျွန်လာမှာရောင်းတော့ဗျာဘရိုတို့ဒီအပိုင်ထိန်းထားလိုက်တာပို့ပြီးတော့မိုက်မယ်နော်ကျွန်တော်တော့ပိုင်ထိန်းလိုက်ပြီဒီ skin လေးကိုတော်တော်လေးကိုလာပွဲထဲမှာဆိုတော်တော်လေးကိုကြီးလို့ကောင်းများတယ်but ဝင်နေရမှာဆိုဒီ Harry ရဲ့ဒါခင်းတဲ့ဒီ Eddie မဲ့ကတော်တော်လေးတော့မိုက်တယ်နော်ဟို record ပြန်လာလေးရတယ်လှတယ် okay ဒီဗီဒီယိုကိုစောင့်ကြည့်ရှုပေးတဲ့တူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုကြိုက်နေတဲ့တဲ့ဆိုရင် like and subscribe လေးလုပ်ခဲ့ဖို့မမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်